စစ်ရေးတွေဘလောက်ပဲပြင်းထန်နေပါစေအချိန်တန်တော့လေရွှေပါကရွှေပါပဲဗမောမာတင် KIA တင်ညာဖြစ်သွားတယ်ဗမောဒီ KIA ကချင်တွေကိုနော်ခရစ်တော်မှာအိပ်ပျော်အောင်ချော့သိပ်ပေးတဲ့နေရာဖြစ်သွားပြီးတော့လက်ရှိမှာဗမောအပြင်တက်မတော်ကနေပြီးတော့ KIA ကိုနှစ်ကုတ်ဖို့အတွက်ဖားကန့်မှာတက်မတော်ရှေ့ကြောင်းတွေကဝိုင်းဖက်ဖိတ်ဆို့ပြီးတော့အင်အားအလုံးချင်းနဲ့ဝိုင်းဖက်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်ဘောမတွေတဲ့ဒူရဲကောင်းလာပြီနော်ဒါပေမဲ့မလာပေါ်ပါဘူးအဲ့ဒါတော့တနင်္လာရီတိုင်းဒဝဲဟာလီကွေစစ်ကောင်စီစခန်းကိုတော်လိုင်းအင်အားစုတွေဘက်ကဝင်ရောက်တိုက်ခိုက်တိမ့်လိုက်တာအဲ့ရစစ်ခွေးဘူကြီးရဲ့သူ့ကိုဖင်ချကတင်းမှာကြောက်လို့ကိုယ့်ကိုအဆုံးစီရင်သွားတယ်ဒါကြောင့်မလို့ဒါတီဟတူရလို့ဘာလို့ညာလို့ဆိုပြီးတော့ဘွဲတွေပေးတာမြင်အောင်လေးတယ်အဲ့တော့စစ်သား16ဦးကတော့အလံပြူထောင်ပြီးတော့အလင်းဝင်တယ်အဲ့ဒီဘူကြီးကတော့ဒါဘောမတွေရဲ့တူရဲကောင်းဖြစ်မှာပေါ့နော်ဟုတ်တယ်မလားကိုယ့်ဘက်ကတော့ခွေးတကောင်လောကကြီးရဲ့ထွက်သွားလေတိုင်းပြည်အတွက်ကောင်းနေပဲစစ်ခွေးဒီကလာမှာစစ်ခွေးတကောင်မတာပေါ်ကနေပြည်သူအတွက်ရန်တစ်ခုရှင်းသွားလေပဲမိဘပြည်သူများရှင်ကျွန်မကိုဆက်လက်တင်ဆက်ပေးစင်တာလေးရတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာဧပြီ22ရက်မှာဆန္ဒပြပွဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ရှင်ဆန္ဒပြတဲ့အကြောင်းရင်းကတော့ဘုဒ္ဓလင်မြို့နယ်လေးမြေရွာနီးမှာဆိုရင်ဒီချင်းတွင်းမြစ်ထဲမှာရွှေမျောစီမံကိန်းတွေလုပ်ကိုင်နေကြတယ်တဲ့အဲ့ဒီလုပ်ကိုင်နေတဲ့သူတွေကအကြမ်းဖက်ပတုံလို့အဖွဲ့တွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအဖွဲ့တွေဆန္ဒပြတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးရွှေမျောတွေကိုမတရားလုပ်ကိုင်တဲ့အတွက်မြေချောင်းထိခိုက်မှာမလိုလားတဲ့ဒေသခံရွာသူရွာသားတွေကဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ရှင်မင်္ဂလာပါမျိုးတို့ရေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဧပြီ26ရက်နေ့ဖြစ်ပါတယ်စစ်ရေးတွေဘလောက်ပဲပြင်းထန်နေပါစေအချိန်တန်တော့လေရွှေပါကရွှေပါပဲလာချိုးပြီးတာနဲ့တပြိုင်နဲ့တက်မတော်ကနေပြီးတော့ကိုယ့်စိတ်ခြေလန်းစိတ်တွေနဲ့ထိုးစစ်ဆင်လည်းရှိပါတယ်လက်ရှိမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့နောက်24နှစ်ကုန်ပိုင်းတွေက KIA နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကဖားကန့်မြို့ကိုသိမ်းပိုက်လိုက်ပါပြီလို့ကချင်ပြည်နယ်ဗမော်မြို့ကိုသိမ်းပိုက်လိုက်ပါပြီဗမော်ပြီးရင်ကချင်ပြည်နယ်မြို့တော်မြကြီးနားကိုသိမ်းတော့မှာပါဆိုပြီးတော့ online တိုက်ပွဲမှာ online တွေကလေလိုင်းတန်လူသက်သမားတွေဝါဒဖြန့်နေပေမဲ့ဗမော်မှာတင် KIA တင်ညာဖြစ်သွားတယ်ဗမော်ဒီ KIA ကချင်တွေကိုနော်ခရစ်တော်မှာအိပ်ပျော်အောင်ချော့သိပ်ပေးတဲ့နေရာဖြစ်သွားပြီးတော့လက်ရှိမှာဗမော်အပြင်တက်မတော်ကနေပြီးတော့ KIA ကိုနှစ်ကုတ်ဖို့အတွက်ဖားကန့်မှာတက်မတော်ရှေ့ကြောင်းတွေကဝိုင်းဖက်ဖိတ်ဆို့ပြီးတော့အင်အားအလုံးချင်းနဲ့ဝိုင်းဖက်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်ဒါက KIA ပါနောက်ခုပလောင်ပိုင်းဆိုလို့ရှိရင်တက်မတော်ကလက်ရှိမှာတောင်ခမ်းတိုက်ပွဲမှာတောင်ခမ်းမှာပလောင်နေအကုန်လုံးမက်ဆေ့ကုန်အောင်ဆွမ်းဆောင်နိုင်ပြီးတော့နှိမ့်နှင်းနိုင်ပြီးတော့လက်ရှိမှာနောက်ချိုးတစ်မျိုးလုံးကိုတက်မတော်ကနေပြီးတော့ထိန်းချုပ်နိုင်တဲ့အနေအထားနဲ့ဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်တဲ့ဒါကပလောင်ဖြစ်တယ်နောက်တစ်ခုက KNU ဆိုလို့ရှိရင်လည်းပဲเนาะထိုင်းမှာထိုင်းရနေပြီးတစင် KNU ရှိပို့မယ်လက်နက်တွေဖမ်းဆီးရမိတယ်ဆိုတော့ KNU တွေဖို့ကเนาะဟိုတို့ကကန်ဆိုးမှသွားလိရမိုးလိုက်လို့ဆိုတာဖြစ်နေတာပေါ့เนาะနောက်တစ်စင်အနေနဲ့ကတောနော်စစ်စီကြီးတောနော်ဆိုတာကကင်းပြည်နယ်မှာတောနော်ရေတကွန်ရှိတယ်เนาะအဲဆိုတော့တို့ကဘာပြောလဲဆိုတော့စစ်တပ်ရဲ့အောင်စရာစစ်စင်ရေးကိုတို့ကရိုက်ချိုးပြီးအနိုင်ယူမဲ့တောနော်စစ်စင်ရေးပါဆိုပြီးတော့ပြီးခဲ့တဲ့10လလောက်ကလွန်ခဲ့တဲ့10လလောက်က KNU ရဲ့စောတော်ညီပြောခဲ့ဘူးလားရှိတယ်လက်ရှိမှာတော့တောနော်စစ်စင်ရေးကိုတက်မတော်ကနေပြီးတော့အောင်မြင်ခဲ့ပြီလက်ရှိမှာကျမတို့တက်မတော်ကနော်ရွှေပါလေးဒီကော့ဂရိတ်မြို့နဲ့မြို့ပတ်ပတ်လည်ကိုအပြင်တောနော်ရေတကုံကိုပါတက်မတော်ကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ဒါအပြင်နော်ရှမ်းမန်းစစ်စင်ရေးပါပလောင်ဒီနဲ့ကျွန်တော်တို့ကမဟာမိတ်တပ်ဖွဲ့ပါရှမ်းမန်းစစ်စင်ရေးနဲ့မန္တလေးကိုသိမ်းမှာပါဆိုတဲ့မန္တလေး PDF အဖွဲ့တွေထိန်းချုပ်ထားတဲ့မြင်းချံကျမတို့ဒီမတရားအဲ့ဒီမှာရှိတဲ့လမ်းပိုင်းဒီကျမတို့လမ်းပိုင်းတွေကိုတက်မတော်ကထိန်းချုပ်ထားနိုင်တယ်လို့မတရားမှာရှိတဲ့မြင်းချံမှာဆိုလို့ရှိရင်လည်းကိုတဲကဟီးရိုးမဟုတ်တဲ့0ပျောက်ကြားတက်ကြီးတို့အဖွဲ့เนาะ0ပျောက်ကြားတက်ကြီးတို့အဖွဲ့ကိုရွှေပါတွေကနေပြီးခရစ်တော်မှာအိပ်ပျော်အောင်เนาะတချို့ဆိုလို့ရှိရင်မက်ဆယ်လေးတွေငုံအောင်တမပေးနိုင်ပါတယ်လက်ရှိမှာမတရားမှာဆိုလို့ရှိရင်လည်းပဲတမတော်ကနေပြီးနေမေးတဲ့အပိုင်းဆိုရရှိထားပြီးဖြစ်ပါတယ်ဆိုတော့ဒီတောနော်စစ်စင်ရေးနဲ့ပတ်သက်လို့KNUစောတော်နီးကဘယ်လိုပြောတယ်လက်ရှိအခြေအနေမှာဘယ်လိုရှိလဲဆိုတာကျွန်မဖွင့်ပြမယ်နောက်တစ်ခုကျတော့စကိုင်းတိုင်းတွေကလွတ်မြောက်နေပြီဆိုတဲ့နေရာเนาะဒီချိန်တော့ဒီ PDF ဖွဲ့တွေကသူတို့ထိန်းချုပ်ထားတဲ့နေမျိုးကိုလွတ်မြောက်နေပြီဆိုပြီးသူတို့ပြောကြတယ်သူတို့တွေမျိုးပေါင်း68မျိုးကိုထိန်းချုပ်ထားနိုင်ပြီလို့ပြောတယ်ဆိုတော့စကိုင်းတိုင်းတွေက NUG PDF ထိန်းချုပ်ထားတဲ့နေမျိုးမှာငလျင်တန်တဲ့ပြည်သူတွေအတွက်ကုညီထောက်ပံ့ဝင်မရလို့ဆိုပြီးတော့လောင်မြိုက်နေကြတာတွေ့ရတယ်ဘောမတွေတဲ့ဒူရဲကောင်းလာပြီနော်ဒါပေမဲ့မလာပေါ်ပါဘူးအဲ့ဒါတော့တနင်္လာရီတိုင်းဒဝဲဟာလီကွေစစ်ကောင်စီစခန်းကိုတော်လိုင်းအင်အားစုတွေဘက်ကဝင်ရောက်တိုက်ခိုက်တိမ့်လိုက်တာအဲ့ရစစ်ခွေးဘူကြီးရဲ့သူ့ကိုဖင်ချကတင်းမှာကြောက်လို့ကိုယ့်ကိုအဆုံးစီရင်သွားတယ်ဒါကြောင့်မလို့ဒါတီဟတူရလို့ဘာလို့ညာလို့ဆိုပြီးတော့ဘွဲတွေပေးတာမြင်အောင်လေးတယ်
အဲ့တော့စစ်သား16ဦးကတော့အလံပြူထောင်ပြီးတော့အလင်းဝင်တယ်အဲ့ဒီဘိုးကြီးကတော့ဒါဘောမတွေရဲ့တူရဲကောင်းဖြစ်မှာပေါ့နော်ဟုတ်တယ်မလားကိုယ့်ဘက်ကတော့ခွေးတစ်ကောင်လောကကြီးရဲ့ထွက်သွားလေတိုင်းပြည်အတွက်ကောင်းနေပဲစစ်ခွေးဒီကလာမှာစစ်ခွေးတစ်ကောင်မတာပေါ်ကနေပြည်သူအတွက်ရန်တစ်ခုရှင်းသွားလေပဲနော်လူတေးတာကိုအားမပေးဘူးလူတေးတာကိုလည်းမကြိုက်ပါဘူးဒါပေမဲ့လို့ကျွန်တော်တို့တိုင်းပြည်မှာဟဲ့ဒီစစ်တပ်မရှိဘာဖြစ်မလဲလို့မေးကြတယ်စစ်တပ်ရှိလို့ပြည်သူတွေသေးနေရတယ်ဟဲ့ဒီစစ်တပ်ကမရှိပြည်သူတွေသေးတဲ့အကြောင်းမရှိဘူးအဲ့တော့စစ်တပ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကစစ်သားတွေအားလုံးကိုပြောနေတာမဟုတ်ပါဘူးအဓိကဒီအာဏာရှင်စစ်တပ်ရန်နေရာကြီးကိုပြောနေတာပါတိုင်းပြည်အတွက်စစ်တပ်ကတော့ရှိရပါမယ်ဒါပေမဲ့ပြည်သူကိုစောက်ရှောက်တဲ့စစ်တပ်ပဲဖြစ်ကမှာအဲ့ဒါအရှင်းရှင်းလေးပဲနော်ဟုတ်ဒီသတင်းလေးကိုကျွန်တော်တင်ဆက်ပေးပါမယ်မနက်ကလေးကတိုက်တာဒါတိုက်ပွဲအချိန်ရနည်းတော့ချိန်မုံတော့စဉ်းစားကြည့်ပါစစ်ကောင်စီဘက်မှာအင်အားဘယ်လောက်ထိစုပ်ယုပ်နေပြီလဲဆိုတာအဲ့ဒါကိုကြည့်နိုင်တယ်တိုက်ပွဲတစ်ခုဆိုတာမိနစ်ပိုင်းနာရီပိုင်းတောင်မှရှိတဲ့တိုက်ပွဲရှိတယ်လနဲ့ရှိတဲ့ရှိတာပေါ့နော်ဒါအခုဒီဘက်ခင်မှာဆိုရင်တိုက်ပွဲတွေကိုဘယ်လိုတကယ်စကန်ကြီးတွေဆိုတဲ့ဟာမျိုးတွေကဝိုင်းပြီးဒီလိုမျိုးအင်အား20လောက်ရှိတဲ့စကန်နာရီပိုင်းအတွင်းပြတ်သွားမယ်စကန်နော်ဒါပေမဲ့နိုင်ပိုင်းတွေမပြတ်ပဲနဲ့တစ်နေ့လုံးတိုက်နေတာတော့မှစစ်ကောင်စီကသူတို့တတ်မတော်သူတို့ဝင်အတွက်တတ်မတော်ထားလို့မတုံးပါဘူးပြဘာလို့ဆိုတော့မတန်ဘူးဘာမြန်မာတတ်မတော်ဆိုတော့မရှိတော့နေဝင်းလက်ထက်ကစားပြီးအခုစောက်ဖို့မရောက်နိုင်လက်ထက်ထိပြည်သူတွေရဲ့တတ်မတော်ဆိုတော့မရှိတော့ဘူးအာဏာရှင်လူစုရဲ့တတ်မတော်မရှိတော့တယ်အဲ့တော့အဲ့ဒီမှာမြင်အောင်ကြည့်မယ်ဆိုမနက်ကတည်းကတိုက်နေတဲ့စခန်းကိုညနေမှစခန်းကြာသွားတာဒါဟိုတော့မှသူတို့စစ်ကူအင်အားမပို့နိုင်ဘူးဆိုရင်စဉ်းစားကြည့်နော်အဲ့ဒါရှင်းရှင်းလေးပဲအဖြေကဟုတ်တယ်နော်တနေ့လုံးဒီနိုင်ပိုင်းတွေဘုံဘုံဝင်အင်အား20လောက်ရှိတဲ့စကန်လေးမို့လို့နိုင်ပိုင်းတော့အတွင်းဘုံဘုံဝင်ပြီးတော့အကုန်ကြာသွားတယ်မိသွားတယ်ဆိုတော့တမျိုးဒါပေမဲ့အခုဟာကအင်အား20လောက်ပဲရှိတဲ့စကန်ကိုတနေ့လုံးတိုက်နေတာတော့မှစစ်ကူရောက်မလာနိုင်ဘူးစကန်ကြာပြီးစကန်မီးရှို့ကန်ထိတဲ့အဆင့်ဖြစ်နေတယ်ဆိုတော့လက်ရှိစစ်ကောင်စီရဲ့အနေအထားကဘယ်အထိဖြစ်နေတာလဲအဲ့တော့စစ်ရှုံးစောက်ကောင်စီဖြစ်နေတာအဲ့ဒီစစ်ရှုံးစောက်ကောင်စီကိုဘောမတွေကဘူးမတိဘာမတိနဲ့လောနေကြတာမှမတိသူတို့ပဲနိုင်နေတယ်လို့ဟမ်နေ့တိုင်းတိတ်ငံထိနေတယ်စခန်းအသေးသေးငံထိတဲ့အကြီးသေးငံထိတဲ့စစ်ကြောင်းပါဝင်ဒီနေ့စကိုင်းမှာစစ်ကြောင်းတွေနော်တမ33ဆိုတဲ့ဒါတမတကယ်ရုပ်မှရိုင်းဆိုင်တဲ့တမနော်အဲ့ဒီစစ်ကြောင်းဘင်းငံထိလိုက်တဲ့မျိုးပြုတ်သွားတယ်နော်20ကျော်လောက်ကိုမတာပေါ်ပြီးတော့ခွေးတွေသေးတယ်လက်နက်တွေရတယ်အဲ့တော့တနေ့သူတို့လောက်ထိနေသူတို့ပဲရှိတယ်လာချို့တရုတ်ချီကငွေရည်တဲ့ခြေတုံးခွက်တောင်းပေးတဲ့ဟာကိုမသိရင်တော်နိုင်ရေးပဲနိုင်သွားတယ်လို့ဇော်ဘုံအောင်တို့အဲ့ဒီဘောမတတိုက်ကအောနေတာအဲ့ထဲမှာကြောင်မျိုးဥပါတာနည်းနည်းတိတယ်ဒီကောင်လဲတော့ရှက်စရာမှန်းတိတယ်ဒီကောင်ကဒါရှက်စရာကောင်းမှန်းပြောတော့ဇော်ဘုံဟဲ့အောင်တို့ကပြန်ဆဲတယ်ဒီမှာဒီကောင်အဲ့ဒါပဲတိလားဒီကောင်လေးကရှက်စရာကိုတော့ရှက်စရာကောင်းမှန်းမတိတဲ့အနေထားလက်ရှိတော်နိုင်ရေးအခင်းချင်းဟာတပတ်အတွင်းမှာဘဒူတွေကတိုက်ပြီးဘဒူတွေကသိမ်းနေတာအဲ့ဒီမှာပြောတဲ့စကားရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့ဘက်ကမတိတိုက်ဘူးလေသေးပါတယ်သေးတယ်လေကိုယ့်ဘက်ကလည်းမကြဘဲမဟုတ်ကြတာပဲခြေပြက်လက်ပြက်နော်ဒုက္ခတဲ့ဖြစ်ကတဲ့လူတွေလည်းအများကြီးပဲရဲပေါ်နေတယ်ဒါပေမဲ့ရှင်လိုက်မယ်ဆိုရင်ဘဒူဘက်ကတည်တာလေအဲ့ဒါအဖြေပဲနော်အဲ့ဒါအဖြေပဲအဲ့တော့ကျွန်တော်တို့ဒီຫນွေဥတော်နိုင်ရေးဟာအစနဲ့ရောက်နေတဲ့နေရာလေးတွေကိုပြန်ကြည့်မယ်ဆိုကျွန်တော်တို့အဲ့တိုင်းကြီးတစ်ခါကျရင်ကျွန်တော်စိတ်ပြက်တယ်ဆိုတာပွင့်လင်းပြောရင်ကျွန်တော်ဆိုရင်တော်နိုင်ရေးကို9လဆိုပြီးဝင်ပါခဲ့တဲ့လူတယောက်ဒါပေမဲ့အခုအနေထားမှာနားခွင့်ရမယ်အဲ့ဒါလို့ကျွန်တော်ပြောတာအလူခံစားမယ်လာပါဇက်ကမပြောလားငါနေရတယ်အကုန်လာတွဲပေးမယ်နော်ဒီလူလွှဲသွားလို့ဆိုကျွန်တော်နားခွင့်ရမယ်ဒါကျွန်တော်ပွင့်လင်းပြောတာဒါကျွန်တော်စံသားကိုပြောပြတာဒါပေမဲ့လို့ကိုလင်းကပြောတော့အခုဒီမှာကိုလင်းကရိုက်နေတဲ့ဖုံးဆက်လာတယ်ဟိုမှာပွဲကနေလို့ကြည်ဖို့နှမ်းတောင်းနေတာနော်ပြန်မပြောရသေးဘူးအဲ့ဒါဖုံးပထမသူစာဖုံးခေါ်လာတယ်ကျွန်တော်မကင်အားလို့အတန်ဖိုင်ပို့ထားတယ်ကျွန်တော်နားထောင်ပါပြီအခုဒီမှာသတင်းတစ်ခုတင်တယ်ရှိရိုက်တော့အခုတခါကျွန်တော်မကြည့်တာဖုံးလေးတော့ပေးလိုက်တယ်နော်အဲ့တော့အဲ့လိုဟာတွေကိုကြည့်လိုက်မယ်ဆိုရင်ဟောငါဘလောက်ပဲစိတ်ရှုပ်လူပင်မန်းနော်မနာရဘူးဆိုတဲ့အဖြေကိုရတယ်ဒါကျွန်တော်ဟာတော်လိုင်းကြီးကို9လတတ်မှတ်ပြီးတော့နော်ကျွန်တော်ဝင်ပါခဲ့တယ်အဲ့ဒီတော်လိုင်းကြီးဒီလောက်ကြာမယ်ဆိုရင်ကျွန်တော်အစမပါခဲ့ဘူးဘာကျွန်တော်စီးပွားကျွန်တော်လုပ်မှာဟောဗျာဟုတ်တယ်မလားကျွန်တော်တစ်နှစ်ကိုတစ်လကိုကျွန်တော်ဝင်ဘယ်လောက်ရှိဆိုကျွန်တော်တိဆုံးနော်အေးစေးပဲခေါင်းလည်းမချုပ်ပါဘူးအချိန်နဲ့ညက်ညက်ရှက်ကြီးလေးအုပ်လိုက်ဟာအေးစေးပဲကိုလိုဘာပရက်ရှာမှမရှိဘူးဟမ်ဘယ်ကောင်းမှလည်းကြောက်စရာအကြောင်းမရှိဘူးကိုလိုဟိုအေးစေးပဲအဲ့လိုအလုပ်မျိုးကြီးကိုစွန့်လွတ်လိုက်တာဒါပေမဲ့ဝင်းကပြောသလိုကျွန်တော်တို့တော်နိုင်ရင်အဲ့လိုစိတ်သက်ကြလာတဲ့ဟာတွေကြုံနိုင်ရင်ဘာလို့ကျွန်တော်ကပြန်ကြည့်လဲဆိုရင်တို့ဆန္ဒပြကစားကာလဖြိုခွင်းတဲ့ကာလကိုကျွန်တော်ပြန်ကြည့်တယ်အဲ့ဒီဖြိုခွင်းတဲ့ကာလကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အချိန်ကျရင်အဲ့လိုမျိုးစိတ်ညစ်တဲ့ဟာတွေစိတ်သက်ကြတဲ့ဟာတွေစိတ်ပြက်တဲ့အရာတွေအားလုံးကပျောက်သွားတယ်။အော်ငါတို့ကဒီလိုဘဝဆလာတာလေငါတို့ဒီဘဝရောက်နေပြီ။အခုကငါတို့က minus ဖြစ်နေတယ်လား plus ဖြစ်နေတယ်။ငါတို့ကနိုင်နေတာ။အဲ့တော့ငါတို့စိတ်ညစ်တဲ့စိတ်သက်ကြတဲ့အရာတစ်ခုနဲ့အခုဆိုရင်ကျွန်တော်ဟာတော်လိုင်းရေးကိုဒါစလေးကလှုပ်လာခဲ့တယ်ပေါ့ဗျာ။ဟုတ်တယ်မလားစားလှုပ်လာခဲ့တယ်အခုဒီကာလကျမှကဲငါတော့ပဲတတ်နိုင်တယ်မလုပ်တော့ဘူးရက်လိုက်တယ်
အဲ့ဒါဆိုရင်ကျွန်တော်လုတ်ခဲ့တဲ့တန်ဖိုးအလကားပဲဒီຫນွေဥတော်လိုင်းအောင်မြင်သွားလို့ကိုစီထောက်ဖို့လုတ်ခဲ့တယ်ဆိုလက်မထောင်လို့မရတော့မင်းဒီပွဲမှာမင်းပြီးအောင်မပါခဲ့တဲ့အတွက်မင်းရဲ့တန်ဖိုးကရှိတဲ့တန်ဖိုးတော့မရှိတော့ဒီကောင်လမ်းတော့လောက်ကရက်သွားတဲ့ခိုင်မာချက်တော်လိုင်းပေါ်မရှိတဲ့လူဖြစ်တယ်ပဲစရင်ဝင်မှာဒါကြောင့်မလို့ဒါဒီပုံတင်နီးရတာလူတိုင်းနဲ့သက်ဆိုင်ပါတယ်ဒါကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါကိုခေါင်းထဲထည့်တယ်ခုနကကျွန်တော်ပြောသလိုစိတ်သက်ကြတယ်စိတ်ညစ်တယ်လှုပ်ခြင်းစိတ်မရှိတော့ဘူးဖြစ်လာရင်တော်လှန်ရေးအစကဖြိုခွင်းတဲ့အချိန်နဲ့ကျွန်တော်တို့ရောက်နေတဲ့အချိန်နှစ်ခုကိုပြန်တိုင်းထွားတယ်ပြီးငါတို့ရှုံးနေတာလားနိုင်နေတာဆိုတော့ပြန်ကြည့်တယ်အဲ့လောက်လေးပဲအဲ့ဒါဖြန့်ကြည့်လိုက်တယ်ပုံကိုယ်ခံစားချက်တွေလူမျိုးခံစားချက်တွေအဲ့ဒါတွေလိုက်ကြည့်မယ်ဆိုရင်တော့ဒါဆိုပြီးကိုအချင်းထားခုတ်ခြင်းတွေပေါ့နော်ဒါကြောင့်မလို့ဘလောက်ပဲပုံကိုယ်ခံစားချက်တွေရှိနေပြီကျွန်တော်ကတော့အဲ့ဒီစိတ်နဲ့ပဲအောင်စိတ်နဲ့ပဲကျွန်တော်ထားတယ်ကျွန်တော်တို့ပွဲရမနိုင်ကြအကြောင်းကျွန်တော်အမြဲပြောသလိုပဲစိတ်ပူတာတစ်ခုပဲရှိတယ်စီရီယာပုံစံမျိုးကျွန်တော်တို့ဘာလို့ပြည်သူအားလုံးကတနတ်ရတယ်ပြီတိတောင်ကနှစ်ခုစစ်စင်မှာတင်းခဲ့တဲ့စစ်ကွေးစခန်းရတဲ့လက်နက်တွေအားလုံးမြင်တဲ့အတိုင်းအဲ့ဒါတွေအားလုံးတော်လိုင်းအင်အားစုတွေဘက်မှာအညာဘက်တွေအကုန်ပြည့်နေပြီအဲ့တော့တနင်္လာရီဒီတောင်ပိုင်းတိုင်းနဲ့မြောက်ပိုင်းတိုင်းကပြောစရာမလိုတိုင်းတိုင်းအဝဲစီရှိတဲ့အတွက်နော်အနောက်ပိုင်းရခိုင်ပြောစရာမလိုဆိုတော့ဒီမြေပြန့်ဒီမှာရှိတဲ့အဖွဲ့တွေကလေအကုန်လုံးလက်နက်ပြည့်နေပြီအဲ့တော့ဒါတွေအားလုံးကအခုချိန်ထိတော့ကျွန်တော်တို့ကစနစ်တကျတွားနေနိုင်နေတယ်မတော်လို့ကျွန်တော်တို့တွေဇက်ကောင်းတွေကွဲကြမယ်နော်အကွက်အပြဲပြဲတွေဖြစ်ကြမယ်ဘာလို့ဆိုစစ်ကောင်စီကအမြဲတမ်းတက်ရှူတွေးခွဲနေတာဟုတ်တိုင်းနဲ့လက်နက်ကိုင်နေတဲ့ UNG နဲ့ခွဲတယ် UNG နဲ့ PDF နဲ့ခွဲတယ် CRP နဲ့မျိုးစုံလိုက်ခွဲနေကြတာအဲ့ဒါလိုမျိုးအခွဲခံလိုက်ကြလို့ရှိရင်ဘာဖြစ်သွားနိုင်လဲကြောက်ဖို့ကောင်းသွားနိုင်တော်နိုင်မနိုင်မအောင်ကြောက်တာပြောတာတော်နိုင်ရင်မနိုင်လို့မရအောင်မင်းဒီမင်းအောင်နိုင်တကယ်ကျင်းနေကြရှုံးမှာနော်ဘာဖြစ်မှာလဲဒါလိုလက်နက်ကင်အဖွဲ့တွေတိုင်းပြည်လုံးဘဲကန်းဆင်ပြီးတော့ဘလောက်ပဲသူတို့တတ်မတော့အင်အားရှိပါတယ်ပြီးတော့မရတော့ဒါကြောင့်မလို့ကျွန်တော်တို့တွေကအခုချိန်ထိနော်စနစ်တကျတွားနေနိုင်တဲ့အင်အားစုတွေအားလုံးကိုလေးစားတယ်နောက်ထပ်လည်းကျွန်တော်ပြောသလိုပဲစိတ်သက်ကြတာတွေစိတ်ညစ်တာတွေရှိလာရင်သူတို့အောင်မြင်မှုတွေနဲ့နော်ကိုစခဲ့တဲ့ခြေလှမ်းနဲ့ကိုရောက်နေတဲ့နေရာလေးကိုနှိုင်းယှဉ်ပြီးတော့ fighting သူတို့အောင်ပွဲမျိုးများများရပါတယ်ရဲဘော်တွေအားလုံးဘေးကင်းပါစေကျွန်တော်တို့တွေနိုင်တဲ့တောင်းဝင်ထမ်းကြပါမယ်လောလောဆယ်တော့ဖုံးဆက်နေပြီနော်နှကန်းလေးကိုတောင်းနေတယ်ကျွန်တော်လည်းဟိုကောင်တွေပြောနေခွက်ခောက်လိုက်အောင်ပေါ့နော်မိဘပြည်သူများရှင်ကျွန်မကိုဆက်လက်တင်ဆက်ပေးချင်တာလေးကတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာဧပြီ22ရက်မှာဆန္ဒပြပွဲတစ်ခုဖြစ်ပေါ်ခဲ့ပါရှင်ဆန္ဒပြတဲ့အကြောင်းရင်းကတော့ဘုဒ္ဓလင်မြို့နယ်လေးမြေရွာနီးမှာဆိုရင်ဒီချင်းတွင်းမြစ်ထဲမှာရွှေမျောစီမံကိန်းတွေလုပ်ကင်နေကြတယ်တဲ့အဲ့ဒီလုပ်ကင်နေတဲ့သူတွေကအကြမ်းဖက်ပတုံလို့အဖွဲ့တွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအဖွဲ့တွေဆန္ဒပြတာဖြစ်ပါရှင်ဒီလိုမျိုးရွှေမျောတွေကိုမတရားလုပ်ကင်တဲ့အတွက်မြေချောင်းထိခိုက်မှာမလိုလားတဲ့ဒေသခံရွာသူရွာသားတွေကဆန္ဒပြခဲ့ကြတာဖြစ်ပါရှင်ဒီရွှေမျောတူးပေါ်တဲ့စီမံကိန်းမှာဆိုရင်ပြည်သူ့လွှတ်တော်အမတ်ဟောင်းဦးမြင့်ဟန်ထွန်းဆိုတဲ့သူပါဝင်ပတ်သက်နေတယ်လို့သိရပါရှင်။အဲ့ဒီလူကဆိုရင်2025ခုနှစ်ဇန်နဝါရီ21ရက်နေ့မှာတော့ဘုဒ္ဓလင်မြို့လေးမြေရွာနီကိုရောက်လာပြီးတော့ဒီရွှေမျောတူးပေါ်ဖို့အတွက်ကိုဒေသခံတွေလာပြီးစီးရုံတာပေါ့ရှင်။သူကစီးရုံတယ်ဒါပေမဲ့ဒေသခံတွေလက်မခံဘူးပေါ့နော်။သဘာဝပေါင်းချင်းပျက်စီးမှာစိုးတယ်ပြီးတော့ဒါကသူတို့ဒေသရဲ့ပိုင်ဆိုင်မှုလေဟုတ်တယ်မလားဒီလိုလာပြီးတော့လုပ်ဖို့ဆိုတာဒါမသိတော်တဲ့အတွက်သူတို့ကလက်မခံဘူးလက်မခံတဲ့ခါမှာသူကအဲ့ဒီလူကနေပြီးတော့ပါတော်လုံးအကြမ်းဖက်အဖွဲ့တွေလက်နက်တွေအသုံးပြုပြီးတော့ချင်းချောက်တယ်ချင်းချောက်ပြီးတဲ့ခါမှာရွှေလုံးပွက်တွေကိုဆက်လက်လောက်ကင်ပါရှင်ဒါကြောင့်ဒေသခံပြည်သူတွေကအခုလိုမျိုးတက်တီစုစည်းပြီးတော့အရေးကိုပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါရှင်အန်ယူဂျီရဲ့လောက်ခံဖြစ်တဲ့ပါတော်လုံးအဖွဲ့ဝင်တွေမှာဆိုရင်ပကဖပအဖပလာဖအဖွဲ့တိုင်းမှာတဲ့အဲ့ဒီဦးမြင့်ဟန်ထွန်းရဲ့လူယုံနေနဲ့စမျိုးသားချင်းတွေပဲရှိနေဆိုပြီးသိရပါရှင်ဘယ်သူမှလည်းသူတို့အရေးမယူဘူးအန်ယူဂျီကလည်းအရေးမယူမတားမြစ်ဘူးပေါ့နဲ့စက်ကြီးရတယ်ဖြစ်မှာပေါ့ရှင်သူတို့လည်းအဲ့လိုရှိတဲ့နေမှာပေါ့ဒီတော့ဆန္ဒပြကြတယ်ဆိုပြောကြပါရှင်ဒီလိုဆန္ဒပြတဲ့အခါမှာသူတို့ဆိုင်းပုတ်တွေကင်ဆောင်ထားပါရှင်ကျွန်မဓာတ်ပုံလေးပြသပါမယ်နော်မိဘပြည်မှာကြည့်လိုက်ပါရေးထားတဲ့ဆိုင်းပုတ်တွေကဘာလဲဆိုတော့ပြည်သူ့လွှတ်တော်အမတ်ဦးမြင့်ဟန်ထွန်းအလိုမရှိမြို့နယ်ကာကွယ်ရေးပကဖဂျိုးပေါက်အလိုမရှိမြို့နယ်လုံခြုံရေးပလဖကောင်းမြတ်ထုံးခေါ်ကောင်းကောင်းအလိုမရှိမြို့နယ်ကာကွယ်ရေးပကဖငကြွက်အလိုမရှိပြီးတော့မြို့နယ်တယံဇာတအောင်မြင့်အေးအလိုမရှိနိုင်ငံရေးအကြောင်းပြစီးပွားရှာသူများအလိုမရှိဘုဒ္ဓလင်မြို့နယ်ပကဖအလိုမရှိပလဖအလိုမရှိဘုဒ္ဓလင်မြို့နယ်လေးမြေရွာရွှေမျောစီမံကိန်းအလိုမရှိစတဲ့ဆိုင်းဘုတ်တွေကိုကင်ဆောင်ထားပါရဲ့ရှင်ပြောရမယ်ဆိုတော့အန်ယူဂျီတို့ပေါ့နော်အန်ယူဂျီတို့တောင်းပေးထားတဲ့ဒီပကဖအဖွဲ့အစည်းတွေနဲ့ပေါင်ပတ်သက်တဲ့သူတွေအားလုံးကိုဆန္ဒပြထားပြပါရဲ့ရှင်ဒီဆန္ဒပြပွဲတွေတက်တာတဲ့ခါကျတော့ကျွန်မပထမဆုံးတွေးမိတာလေအဲ့ဒီဒေသခံပြည်သူတွေကိုစိုးရိမ်နေရှင်သိလားဒီကောင်တွေကလက်နက်တွေနဲ့ဒီကောင်တွေကခန်းနေတယ်နော်အနေရတော့ရှိရပေါ့နော်ဒီတော့လိုပဲပြနိုင်ငံတော်ကလည်းဒါတိဖို့လိုတယ်ဒီရွှေမျောတွေကနေပြီးတော့ပဲပတ်စံတွေထုတ်ဒီပတ်စံတွေကနေပဲအကျန်းဘက်လေးတနက်တွေဝဲလဲပတ်ပြည်သူတွေဒုက္ခပေးဆိုပြီးလုပ်နေရရှင့်ဒီတော့ဒီလိုတင်ရဇာတာတွေထုတ်ဖော်နေတဲ့ကိစ္စတွေကိုတေချာအမြင့်ပြတ်တော့ရှင်းတယ်နဲ့ရှင့်ဒီကောင်တွေရှင်းပြရင်ဒီတင်ရဇာတာတွေပဲအသုံးပြုပြီးတော့စစ်သုံးစိတ်ဖော်နေတာလေသူတို့အန်ယူဂျီကထောက်မထောက်ပံ့တာအန်ယူဂျီကတောင်းစားသမျှအရာအလုံးအန်ယူဂျီပဲတီးတန့်စားသွားတော့သူတို့ကနောက်ထပ်ဝင်ရလန်းတစ်ခုထက်ရှာရတယ် PDF တွေကလေဒီ
ဒီတော့မရှာတက်တော့ဘာဖြစ်လဲဆိုတော့နိုင်ငံတော်မှာရှိတဲ့တရားစာတတွေကိုမျက်စောင်းထိုးပြီးတော့ရှာတာတရားစာတတွေဆိုတာအဲ့လိုစွတ်ထုတ်လို့ရတဲ့အရာမဟုတ်ဘူးရှင်သိလားနီးစနစ်တကျမထုတ်ဘူးဆိုရင်တဘာပုံဝင်ချင်းပျက်စီးပြီးတော့နောက်ဆိုရင်အဲ့ဒီဒေတာလူတွေကအဲ့ဒီမှာနေလို့မရတော့ဒါအပြင်ကိုမြေချောင်းတွေရောအနေရမဖြစ်နိုင်ဘူးလားဂေယစနစ်မပျက်စီးဘူးလားအချင်းကြီးအဲ့လိုရှိရဲ့ရှင်အခုမိုးကုတ်ဆိုရင်ခွာလန်ကျဲနေရတော့ရှောက်တူးထားကြရတဲ့နားတွေဒီကောင်လေးသာထွက်သွားရင်ကျမကြည့်ရဲ့မိုးကုတ်မြို့ကမြေပြိုတဲ့ကိစ္စတွေတော်တော်ဖြစ်လာမှာဘာလို့ဆိုရှောက်တူးထားတာလေရှောက်တူးထားတာနဲမှမနေတာခွာလန်ကျဲနေရပဲအဲ့လိုမျိုးလုံနေတာရှင်ဒီတော့အန်ယူဂျီကတော်လန်ရေးဆိုတဲ့ခေါင်းစဉ်လေးသာတက်ထားတာရန်သမပတ်စံသူကအိတ်ထဲထည့်ဘိုက်ထဲထည့်ထားတာအဲ့တော့ PDF တွေကတော့ပတ်စံကိုရသလိုရှာနေကြတယ်ဒီအတွက်ဘေးရွက်ဆိုးကျိုးတွေကပြည်သူတွေနဲ့ကျမတို့နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်စီကိုပဲထိခိုက်လာတာရှင်ဒါတွေကိုမြန်မြန်ရှင်းတော့မှသာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်သဘာဝပတ်ဝန်းကျင်ပျက်စီးတာကလူသားမျိုးတုံးတဲ့ထိဖြစ်သွားနိုင်တယ်နော်ဒါလေးကကျမတို့အရေးကြီးရဲ့ရှင်ကမ္ဘာမှာဆိုသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမှုအတွက်ကိုမျိုးစုံနဲ့အတဲအတန်ဘတ်ဂျက်တွေသုံးပြီးစ조사နေရဆိုအလကားမဟုတ်ဘူးရှင်သူတို့အားနေလို့စ조사တာမဟုတ်ဘူးကဘာကြီးကပြတ်သွားနိုင်လို့သိလားကဘာကြီးကပြတ်သွားနိုင်လို့ဂေယစနစ်ပြတ်စရင်လူဆိုတဲ့တော်ကအမျိုးတုံးသွားမှာသိလားဒီတော့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်ကိုကျမတို့ကကိုယ်တော်စ조사ရအောင်ပါရှင်ဒီလိုတော့ရှိရပါတော့ဒီတော့ဒါလေးကအရေးကြီးရဲ့သဘာဝပတ်ဝန်းကျင်တွေပြည့်စည်မှုမရှိအောင်အကြမ်းဖက်သမားတွေနေပေးပါပြီးတော့ဒီကျွေးရမှာရှိတဲ့လူတွေပေါ့နော်အခုဆိုဒီသတင်းတွေက online မှာရှောက်ပြန့်နေပြီအနီတွေကရှောက်ဖြန့်နေကြပြီဒီရွာကသူတို့ပေါ်မှာစန့်ကျင်ပါတယ်ဆိုပြီးတော့ပေါ့နော်ရှောက်ဖြန့်နေကြပြီလှုံ့ဆော်နေကြပြီဒီရွာလူတွေရန်ပြုတ်ဖို့အတွက်ဒီတော့ဒီရွာလူတွေလုံခြုံရေးလည်းအရေးကြီးတယ်သဘာဝပတ်ဝန်းကျင်လည်းအရေးကြီးပါရှင်ဒါကြောင့်ကျွန်မဒီသတင်းလေးကိုအထူးသတင်းလေးနဲ့တင်ဆက်ပေးတာဖြစ်ပါရှင်ကျွန်မသတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကျမတို့အင်မတန်လိုလားတောင်းတနေတဲ့လှပခမ်းနားတဲ့နိုင်ငံတော်ကြီးစီကိုကျမတို့မြေတို့ပင်ပင်ပန်းစေကမူကျမတို့ဘလောက်ထိပဲနှစ်ဖူးကချွေချိန်မှကြစေကမူစူးစမ်းပြီးတော့ဆက်လက်ရှောင်လန်းကြရမယ်လို့လည်းပြောချင်ပါတယ်